ဒီလိုရာသီအကူပြောင်းကာလလေးတွေမှာကလေးအတွက်ဆောင်ထားတဲ့ဆေးလေး2မျိုးကိုပြောပြပေးချင်ပါတယ်။ Hello မမီနဲ့မဒီနေ့မှာတော့ကလေးလေးတွေရာသီအကူပြောင်းကာလတွေမှာဖြစ်တတ်တဲ့လေချောင်းနာတာချောင်းဆိုးတာချွတ်ချက်တာတွေတက်တာစေဖို့အတွက်အိမ်တိုင်းလူတို့မှာဆောင်ထားတဲ့ဆေးလေးတွေပြောပြပေးချင်ပါတယ်။တော့ပထမအဦးဆုံးတစ်ခုကတော့မမီတွေအကောင်လုံးသိကြတယ်လို့ဖိုးဖွားဖွားကြီးလည်းသိကြမယ်ထက်လင်းရင်လူစီလေးပါဒီထက်လင်းရင်လူစီလေးကလေနှင်းတို့ငယ်ငယ်လေးတွေကနှင်းတို့အဖိုးတွေအဖွားတွေမမီတို့ကလိမ့်ပြီးခဲ့တယ်ပေါ့နော်။ချောင်းဆိုးနေရဲဆိုရင်လည်းကြောကုန်းလေးတွေလိမ့်တာလဲပင်လေးတွေလိမ့်တာလုပ်ပြီးတယ်ရင်ပက်ကလေးတွေလိမ့်တာလည်းလုပ်ပြီးတယ်ပေါ့နော်။ဒါလေးကိုရိုဘာလေးလက်ထက်မှာလည်းပြန်ပြီးတော့နေလဲလိမ့်ပြီးဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ကလေးလေးတွေချောင်းဆိုးနေချွတ်ချက်တယ်ဆိုလို့ရှိရင်တိုက်ပေးလို့ရတယ်ဖလူဖောချောင်းဆိုးပြောက်စေးရေးလေးပါ။ဒီဆေးလေးကိုတော့ရိုဘာလေးပထမတစ်ခါချောင်းဆိုးချွတ်ချက်တဲ့အချိန်တုန်းကတားရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့တိုက်ပေးဖြစ်ခဲ့ပါတယ်။ကလေးလေးကညဘက်အချိန်မတော်တဲ့အခါကျမှချောင်းဆိုးရဲချွတ်ချက်တယ်ဆိုလို့ရှိရင်မမေတို့ကဆေးကန်းသွားဖို့လည်းအဆင်မပြေဘူးလေ။အဲ့လိုဆိုရင်အိမ်မှာအလွယ်ကူထောင်စားပြီးတော့တိုက်လို့ရပါတယ်။မမေတို့ကပို့ပြီးတော့စိတ်ချခြင်းနဲ့ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးမှတိုက်လို့ရပါတယ်နော်။ကဲဒီလိုဆိုရင်တော့ဒီရာသီမှာမမီနင်းဆောင်ထားတဲ့ဆေးလေး2မျိုးကိုတည်သွားပြီလို့မျှော်လင့်ပါတယ်။နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြမယ်နော်။တတား